ခဲတဲ့ချုံပဲဆိုရင်အရင်ဆုံးခဲတဲ့ကိုဓာတ်နဲ့ထောက်လို့ပြီးဓာတ်ရဲ့အနောက်လေးကိုလက်မလေးနဲ့ထိပြီးတွန်းပြီးတော့ချုံမယ်အရင်ဆုံးကိုနိုင်တလောက်အရင်ချုံမယ်လက်မဝက်လောက်လေးပေါ့နော်အရင်ဆုံးဒီထိပ်ကိုတိုးတိုးလေးပဲဖြစ်ပါတော့ကိုနိုင်လောက်အရင်ချုံလိုက်မယ်ပြီးတော့မှဒီနားလေးထပ်ပြီးတော့ရှေ့အောင်နည်းနည်းလေးချုံလိုက်ခဲသားလေးရှည်ထွက်လာအောင်ခြုံပြီးပြီဆိုရင်ပုံမှန်ခဲတဲ့ခြုံသလိုပဲထိတ်ကခဲသားလေးကိုခြုံလိုက်ပါမယ်ခဲသားမကျိုးသွားအောင်လို့ဖြည်းဖြည်းချင်းထိန်းပြီးတော့ခြုံပါနော်ပုံမှန်ခဲတဲ့ခြုံထားတော့ဒီလိုမျိုးအထစ်လေးတွေပေါ့နော်မညီမညာလေးတွေဖြစ်နေတယ်အဲ့ဒါလေးကိုညီညာသွားအောင်လို့ပေါ့နော်ခဲတဲ့လေးကင်ထားပြီးတော့အခုလိုမျိုးလေးခြုံပါမယ်ခဲတဲ့လေးကိုဖြည်းဖြည်းချင်းလှည့်ပြီးတော့ပေါ့နော်လှည့်လိုက်ခြုံလိုက်လှည့်လိုက်ခြုံလိုက်အဲ့လိုမျိုးပေါ့နော်ဖြည်းဖြည်းချင်းလှည့်ပြီးတော့ချုံးမွေပြီးညီညာသွားအောင်ခြုံပါမယ်ခြုံထားတဲ့တက်သားလေးတွေအဖုထစ်လေးတွေဖြစ်နေရင်ညီညာအောင်လို့လိုက်ညှိပေးရပါမယ်ခဲတယ်ကိုခုလိုခြုံလိုက်တဲ့အခါမှာခဏခဏလေးခြုံစရာမလိုတော့သလိုတုံးချဲတဲ့အခါမှာလည်းခဲတံလေးကိုစောင်းပြီးချဲရတဲ့အတွက်တက်သားတွေနဲ့မထောက်တော့ဘဲနဲ့ချဲလို့ကောင်းသွားပါတယ်